အားလုံးပဲမင်္ဂလာပါဗျာ94 ring win digital shop player နေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Naruto event နဲ့တူရောက်လာတယ်ဒီ event လေးမှာဒီ battle emote လေးကိုဘယ်လိုယူရလဲဆိုတာကိုအသေးစိတ်ရှင်းပြမှာဖြစ်ပါတယ်အဲ့တော့ video လေးကိုဆုံးအောင်ကြည့်လိုက်ပါဦးဗျာကျွန်တော် channel ကို like and subscribe လုပ်ရသေးဘူးဆိုလဲ like and subscribe လုပ်တော့ပြပါအောင်ဒါဆို video လေးကိုသွားလိုက်ရအောင်အဲ့တော့ကျွန်တော်တို့ game တွေက event တွေကိုကျွန်တော်တို့ဝင်မယ်ပြီးလို့ရှိရင်ဒီ new ဆိုတဲ့နေရာလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့အောက်ကိုဆင်းလိုက်မယ်ပေါ့နော်အောက်မှာဒီမှာ win cash and diamond ဆိုတာလေးကိုသွားမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ sub event တွေကိုရောက်ပြီပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ submit now လေးနှိပ်လိုက်ပြီးတော့ကိုတင်ထားတဲ့ platform တစ်ခုကို TikTok ဆိုလဲ TikTok ပေါ့ကျွန်တော်တို့ TikTok မှာတင်ထားတဲ့အတွက်ရွေးမယ် area video link လေးယူလာပြီးတော့ copy လုပ်ပဲ copy paste လုပ်မယ်ပေါ့နော်ပြီးလို့ရှိရင် content မှာ content line မှာကျွန်တော်တို့မြန်မာလိုရွေးလိုက်မယ်မြန်မာလိုရေးပြီးသွားရင်တော့ကျွန်တော်တို့ event guideline ကိုသိရှိရတဲ့အမှန်ချက်လေးချက်မယ်တော့ confirm ပြီး submit နေလိုက်ရင်ရပါပြီဒါဆိုရင်တော့ကျွန်တော်တို့ confirm လုပ်လိုက်ရမယ် confirm လုပ်ပြီးတဲ့ submission successful ဖြစ်သွားပြီပေါ့နော်ဒီပြီးလို့ရှင်ဒီ email လေးရောက်တဲ့ verify လုပ်ပြရမယ်ကျွန်တော်တို့က TikTok platform မှာတင်ထားတဲ့အတွက်ကျွန်တော်တို့ဒီ go to verify ကိုနှိပ်လိုက်မယ်ပေါ့နော်တချို့ကတော့ login ပြန်ဝင်ရတယ်ပေါ့တချို့ကတော့ချက်ချင်းဝင်သွားတာလည်းရှိပါတယ်တော့ဒါဆိုရင်တော့ပြီးပါပြီပြီးတော့ဒီမှာကျွန်တော် attempt 1ရပါပါရောထည့်ဖို့တစ်ချိန်ရပါပါရောအဲ့တော့ဒီချိန်ရသွားပြီကိုကျွန်တော်တို့က draw လှည့်လိုက်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ draw လိုက်မယ် draw လိုက်လို့ရှိရင်ချိန်ဒီ battery ပုံရမှာပါ battery မို့လေးတောင်းမှာ granted လို့ရေးထားပါတယ်အဲ့တော့ draw လိုက်ပြီဒီ battery ဒါပဲချိန်ဒီရမှာပါမှတူပါလို့ရှောက်သွားတယ်အဲ့ဒါပဲရမှာချိန်ဒီပါတယ်တွားဒါပါပဲရပါပြီပြီးလို့ရှိရင်ကျွန်တော်တို့ဒီ code လေးကို copy လုပ်မယ်ပြီးလို့ရှိရင်ထုံးစံနဲ့ကျွန်တော်တို့ retention သွားလုပ်မယ်ပေါ့ဗျာဒါလေးပါပဲအရင်လွယ်ပါတယ်အဲ့တော့ဒီ video ရမိတ်ဆွေတို့အတွက်တုံးဝင်နေဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်သွားပေးကြပါဦးဗျာအဲ့တော့လက်တလုံးမှာမိတ်ဆွေတို့မှာကျင်တာကတိုင်းမိုးစီးတွေမြင့်တက်လာတာနဲ့အတူကျွန်တော်တို့ဒီဈေးနေတာကြီးလိုက်ရှာဝယ်တဲ့အတွက်လူလိန်နေနဲ့တူးနေကြလို့အားလုံးမတည်ထားပါတော့တိုင်းမိုးလေးလိုအပ်လာပါကကျွန်တော်စီမှာဈေးနှုန်းတက်တာတော့လည်းလာရောက်ဝယ်ယူအားပေးလို့ရပါတယ်ကျွန်တော်ကိုယ်တိုင်ရောင်းချပေးရဖြစ်တဲ့အတွက်ယုံကြည်မှုတွေအားမခံပါတယ်ဗျာအားလုံးကျေးဇူးပါ